ကမျိုးတွေအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ညနေကြလေးပါအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကျွန်တော်ရဲ့ရှင်မုံငွေမှုကိုယုံကြည်စွာအားပေးနေကြတဲ့တိတော်ရော YouTube channel ကရောเนาะ Facebook ကတော့မျိုးတွေအားလုံးပဲမင်္ဂလာပါဒုတိယမကြံအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ဥစ္စာပထမကျွန်တော်ရှင်မုံငွေမှုကမေတ္တာပို့တာလိုက်ပါနဲ့เนาะကဲအမျိုးတွေအားလုံးပဲကျွန်တော် YouTube channel လေးမှာတော့เนาะမတင်တာတော့တော်တော်ကြာပြီเนาะကျွန်တော်အကောင့်လေးအဆင်မပြေလို့เนาะတိတော်လေးနဲ့Facebook မှာကျွန်တော်မျိုးတွေတော့ကိုကျွန်တော်တင်ပေးနေရနော်။ကြအားလုံးပဲကျွန်တော်ကိုဒီဗီဒီယိုကြည့်ပေးကြတဲ့အကိုတွေမဲ့ဗီဒီယိုပိုင်းစောင်းနိုင်အောင်ကြည့်မယ်။ဒုတိယဝါသနာရှင်တွေမှန်ရင်ဒီဗီဒီယိုပိုင်းလေးကိုစောင်းနိုင်အောင်ကြည့်မယ်။ဘာကြောင့်လဲဆိုတော့ဒီဗီဒီယိုပိုင်းလေးမှာမနက်ဖြန်ကိုစော်ကစားရမယ်။ main ကဏ္ဍအနေနဲ့အတူတကွက်ကောင်းကိုလာရောက်ပြောကြားခြင်းဖြစ်ပါတယ်။အဲ့တော့ဒုတိယဝါသနာရှင်မှန်နေဆိုရင်ကဏ္ဍကိုအလကားဝင်ရောက်ယူတော့ဝင်ကြည့်သွားပါဝင်မှတ်သွားပါအကြိုက်ရင်းတူတဲ့ဆိုရင်ယူကစားပါနော်ကျွန်တော်ရွှေရထွက်တာကျွန်တော်မျိုးတွေအကြိုက်ချင်းတူတယ်ဆိုစော်ကစားနိုင်ပါသည်အမှားအမှန်ကိုလက်ခံနိုင်တဲ့ဆိုမှကျွန်တော်အခုပေးတော့ကဏ္ဍလေးတွေကိုစော်ကစားပါနော်တော်ကျွန်တော်မျိုးတွေ Facebook ကကျွန်တော်အမျိုးတွေကထူးထူးပင်ပြောစရာမလိုဘူးဒါ TikTok က YouTube ကကျွန်တော်အမျိုးတွေကတော့ကျွန်တော်အခုအကောင့်လေးကိုတွေ့မြင်တဲ့အခါမှာ subscribe လေးအပ်မယ်ဗီဒီယိုပိုင်းလေးကို like တဲ့လေး like share လေးနဲ့နော်တူးနဲ့ပတ်သက်တဲ့နေရာမှာ share လေးနဲ့ပြုလုပ်ပြီးတော့ကူညီပေးသွားမယ်နော်ကျွန်တော်ရဲ့ဝါသနာရှင်အားလုံးပဲမနက်ဖြန်ကိုတကွက်ကောင်းကိုမဖြစ်မနေဝင်ကြည့်သွားပါပြီးလို့ရှိရင်ကျွန်တော်ရွှေမိုး25ဆိုရွှေမိုး25ဆိုတဲ့ Telegram channel လေးရှိပါတယ် Telegram မှာရွှေမိုး25လို့ရိုက်ရှာပြီးတော့เนาะဒါကဏ္ဍလေးတွေကျွန်တော်နေ့တိုင်းကဏ္ဍလေးပုံမှန်တင်ပေးထားပါတယ်เนาะအဲ့တော့ Telegram လေးကိုလည်းအားပေးကြပါအောင်ကျွန်တော် Telegram ထဲမှာကျွန်တော်ပုံမှန်တိုင်းတပတ်စာကဏ္ဍလေးတွေတပတ်စာမွေးကဏ္ဍတွေပုံမှန်တိုင်းတင်ပေးထားတာမလို့เนาะဝါသနာရှင်တွေရရင်တူမှဆိုယူဆော်ကစားနိုင်ပါတယ် Telegram မှာရွှေမိုး25လို့ရိုက်ရှာလိုက်ရတဲ့เนาะကျွန်တော်ပုံနဲ့ရွှေမိုးငွေမိုးဆိုပြီးတော့เนาะရွှေမိုးငွေမိုးဆိုပြီးတော့ပေါ်လာလိမ့်မယ်เนาะပြန်မျိုးတွေအားလုံးကဗီဒီယိုပိုင်းလေးကိုစုံးနိုင်အောင်ကြည့်မယ် like တဲ့လိုက်လက်မလို့ရနေကူညီပေးသွားမယ်เนาะမနက်ဖြန်ကိုကျန်တဲ့မှာအရှုံးလေးတွေလိုချင်ပါတယ်ရှုံးကြီးလေးတွေကိုပြန်လိုချင်ပါတယ်အမျက်လေးလိုချင်ပါတယ်အကိုတွေမှလည်းဆိုရင်ကျွန်တော်အကောင့်လေးကိုအခုတွေ့မြင်ရတယ်အခုမှတွေ့မြင်တဲ့အကိုတွေမှလည်းဒီ subscribe လေးအပ်သွားမယ်လိုက်လက်မလေးတွေနဲ့ကျွန်တော်တင်နေပြီးတော့အမျက်တွေ့မြင်ရရှိရအောင်လိုက်လက်မလေးတွေ like တဲ့လေးတွေနဲ့ကူညီပေးသွားမယ်เนาะကဲအားလုံးပဲဘသူရှိရမှာကျွန်တော်ရှုံမငွေကြိုမယူပေကြိုမယူစေတနာအရင်းခံနဲ့ကျွန်တော်ကဏ္ဍတင်ပေးပါပေါက်လို့လည်းကျွန်တော်ဘလောက်ပေးပါလို့ကျွန်တော်မပြောပါဘူးကျွန်တော်ရဲ့အကိုဒီမတွေပေါက်တယ်မြက်တယ်ရရှိတယ်ဆိုရင်ကျွန်တော်ရှုံမငွေပြောပါတယ်เนาะကဲအားလုံးပဲဗီဒီယိုပိုင်းလေးကိုတော့ကျွန်တော်လိုရင်းတိုရှင်းနဲ့ပဲတင်ပေးပဲကျွန်တော်ရဲ့မျိုးတွေเนาะဘာကြောင့်လဲဆိုဗီဒီယိုပိုင်းတားရှင်ကျွန်တော်ရဲ့ YouTube ကနေပြီးတော့တိတ်အဆင်မပြေလို့ဗျာเนาะကဲမျိုးတွေမရဖန်4ရက်နေ့เนาะကျွန်တော်မျိုးတွေမရဖန်4ရက်နေ့ကြာသာပတိနေ့မှာစောကသားမပတိတီ6ပတ်တီ3ပတ်တီပါကျွန်တော်မျိုးတွေเนาะ6ပတ်တီ3ပတ်တီပါ6ကိုကြိုက်နေတဲ့အကိုတွေမတွေတီ6ကိုပဲ3ကိုကြိုက်နေတဲ့အကိုတွေမတွေတီ3ကိုပတ်ပါเนาะပတိကိုတော့မပတ်နိုင်ဘူးရုပ်ကလေးတွေစောကသားမဲ့အကိုတွေမတွေဆိုရင်6နဲ့ဆိုရင်61 96 90 3နဲ့ဆိုရင်31 36 30 6နဲ့အကြိုက်ဆုံးမိန်းကနန်းတီ68ပါ3နဲ့အကြိုက်ဆုံးမိန်းကနန်းဒီ39ပါကျွန်တော်ရဲ့မျိုးတွေနော်မိမိကြိုက်နေတဲ့တာ3ကိုကြိုက်နေတဲ့ကိုရီမဲ3ကိုပတ်9ကိုကြိုက်နေတဲ့ကိုရီမဲ3ကိုပတ်နော်ပတ်တီးကိုကျွန်တော်မှတော့မပတ်နိုင်ဘူးမိန်းပတ်တီးဒီ6ပတ်တီးပါနော်ရန်ပတ်တီးဒီ3ပတ်တီးပါဒါကြောင့်မို့မိန်းပတ်တီးဒီ6ပတ်တီးပါရန်ပတ်တီးဒီ3ပတ်တီးပါ9နဲ့အကြိုက်ဆုံးမိန်းဒီ68ပါ3နဲ့အကြိုက်ဆုံးမိန်းဒီ39ပါနော်9နဲ့ရွေမင်းရွေကနန်းတီ61 96 90 3နဲ့ရွေကနန်းတီ31 36 30နော်နေကုန်တကွက်ကောင်းတီ60နှစ်ပါကျွန်တော်မျိုးတွေအားလုံးပဲတကွက်ကောင်းမှလည်းထိထိမိမိရရှိကြပါစေမိန်းကနန်းမှလည်းထိထိမိမိရရှိကြပါစေနော်ပွဲတိုင်းလိုအောင်မြင်ကြပါစေကျွန်တော်ရဲ့မျိုးတွေကနန်းလေးကိုကြိုက်နေတတ်တဲ့ယုံကြည်စွာအားပေးပါတယ်ဆိုရင်လက်မလေးတွေပဲလိုပါတယ်ဘာမှမလိုပါဘူးကျွန်တော်ရဲ့မျိုးတွေကျွန်တော်ရဲ့အကောင့်လေးကိုဘေးကခေါင်းလောင်းလေးနှိပ်မယ်အခုဗီဒီယိုဖိုင်လေးကိုစောင်းနိုင်အောင်ကြည့်မယ် like တဲ့လေးတွေပြီးမယ်ကွန်မန့်မှာဝင်မှတ်ပေးသားမှာကျွန်တော်မျိုးเนาะဘာကြောင့်လဲဆိုတော့ကျွန်တော်တင်တဲ့ဗီဒီယိုတွေအမြဲတွေ့မြင်ရရှိအောင်ဒီကဏ္ဍလေးတွေကိုလည်းနောက်တက်လာတဲ့လူတွေအမြဲတွေ့မြင်အောင်လို့ကွန်မန့်လေးတွေမှာဝင်မှတ်ပေးသွားမယ်เนาะကျွန်တော်ပြန်ပြောပါမယ်မနက်ဖြန်4ရက်နေ့ကြာသာပတိနေ့ကိုစော်ကစားမယ်မိန်းပတ်တီးတီ6ပတ်တီးပါရန်ပတ်တီးတီ3ပတ်တီးပါเนาะ6နဲ့မင်းရွေးကဏ္ဍတီ61 96 90 3နဲ့မင်းရွေးကဏ္ဍတီ31 36 30 6နဲ့အကြိုက်ဆုံးမိန်းကဏ္ဍတီ68ပါ3နဲ့အကြိုက်ဆုံးမိန်းကဏ္ဍတီ39ပါနေကုန်တကွက်ကောင်းတီ62ပါကဲမျိုးတွေအားလုံးပဲတကွက်ကောင်းမှလည်းရရှိကြပါစေเนาะမိန်းကဏ္ဍတွေမိန်းရွေးကဏ္ဍတွေမှာအားလုံးပဲရရှိကြပါစေ
မနက်စိညစိမှာအားလုံးပဲအဆင်ပြေကြပါစေပွဲတိုင်းလို့အောင်မြင်ကြပါစေလို့စုမကောင်းတောင်းနေကျွန်တော်ရှင်မုံငွေမိုးကနေပြီးကျွန်တော်ရဲ့ YouTube channel ကနေပြီးအားလုံးကို debut ဗန်လေးကနေပြီးအားလုံးကိုနှုတ်ခွန်းဆက်သခဲ့ပါတယ်မနက်ဖက်မှာအောင်ပွဲလေးတွေကျွန်တော်ပြခမ်းပါပဲကျွန်တော်တင်တဲ့ကဏ္ဍတွေကိုတိုင်းနေတဲ့ဆိုမှယူကြစောပါအမားမှန်လက်ခံနေဆိုမှစော်ကစားပါအမျိုးတွေအားလုံးပဲအားပေးတဲ့ဆိုရင်လက်လက်မလေးတွေပဲလိုပါတယ်လိုက်လက်မလေးလိုက်အသေးတွေလိုပါတယ်အနိကကဏ္ဍတွေတပတ်စာကဏ္ဍတွေကြည့်ရှင်တဲ့အမျိုးတွေအတွက် Telegram မှာရွှေမိုး25လို့ရိုက်ချလိုက်ပါရွှေမိုးငွေမိုးနာမည်နဲ့ channel လေးပေါ်လာပါလိမ့်မယ်အားလုံးပဲ channel လေးကိုလာကြွားနိုင်ကြပါနော် Telegram channel မှာရွှေမိုး25လို့ရိုက်ချလိုက်တာရွှေမိုးငွေမိုးဆိုပြီး channel နာမည်လေးပေါ်လာမယ် channel လေးကို join ရလိုက်ပါအဲ့ဒီမှာတပတ်စာမွေးကဏ္ဍတွေကျွန်တော်တင်ပေးထားပါတယ်ဝါသနာပါတယ်ဆိုရင်ဝင်ကြည့်သွားဝင်စော်ကစားပါမပြောက်ကဏ္ဍ3လုံးရှာပေးထားတာဒီအဖွင့်နေမှာနဲ့2ကော6ကောကြိုက်ရွယ်ကြံတလုံးနဲ့အတူအမှတကွက်ကောင်းနေမွေးကဏ္ဍတွေရှိပါသေးတယ်မပြောက်ကဏ္ဍတွေမွေးကဏ္ဍရှိပါသေးရဲ့စိတ်ဝင်စားတဲ့အကိုရီမတွေ Telegram channel ကိုလာခဲ့ပါကဲအားလုံးပဲကျေးဇူးတင်ပါတယ်စိတ်ချမ်းသာလို့ကိုကြမ်းပါပါစေနော်